Hello guys, today I'm taking you along for a realistic college days in UK as a Burmese student. ဒီနေ့မနက်ခင်းမှာအတန်းရှိတာကြောင့်၈နာရီလောက်ထဲကအေးရထားဖြစ်ခဲ့တယ်။ UK မှာပုံမှန်ဆိုရင်ဒီချိန်လောက်ဆိုနေမထွက်သေးပါဘူး။အခြားရက်တွေဆိုရင်တော့ပြန်အိတ်ဖြစ်လောက်ပင်မဲ့ဒီနေ့တော့ကြောင်းသွားဖို့ပြင်ဆင်လိုက်ပါအောင်မယ်။တော်တော်များများက UK ကိုဘယ်လိုရောက်လာလဲဆိုတာကိုသိကျင်ကြတယ်။စင်နဲ့တူတူတငယ်ချင်းတွေအကုန်လုံး H&T ကိုရန်ကုန်မှာပြီးအောင်တက်ပြီးတော့နောက်ဆုံး final year ကို UK ရောက်လာခဲ့ကြတာပါ။ဒီကိုရောက်လာပြီးတဲ့အလွမ်းဆုံးကတော့မေမေချက်ကျွေးရဲ့ဟင်းနေပါပဲ။မနက်စာစားပြီးတော့ကျောင်းသွားပါတော့မယ်။လက်ရှိတက်နေရဲ့ကျောင်းကတော့ University of Sunderland ဖြစ်ပါတယ်။ Major ကတော့ Computer System Engineering မှာကျောင်းရဲ့တစ်နှစ်စာ tuition fees ကပေါင်16500ရှိပြီးတော့ဇင်ကတော့ scholarship ပေါင်9000ရခဲ့ပါတယ်။ကျောင်းက Sunderland မြို့မှာရှိပြီးတော့ဇင်ကတော့ Newcastle မှာနေတာပါ။အဲ့ဒါကြောင့်မလို့ကျောင်းကိုတစ်ခါသွားတော့မယ်ဆိုရင်ယထာစီးရပါတယ်။ယထာခကအသွားပြောင်2ပေါင်ခွဲလောက်ရှိပြီးတော့တစ်ခါစီးရင်မိနစ်40လောက်တော့စီးရပါတယ်။ဒါတောင်ကံကောင်းလို့ကျောင်းကတစ်ပတ်မှ2ရက်ပဲတက်ရတယ်။စင်တို့ဘာလို့ကျောင်းနဲ့နေရဲစန်တလက်မြို့ထဲမှာမနေဘဲနဲ့ Newcastle ကိုရောက်လာကြလဲဆိုတော့အဓိကအချိန်ပိုင်းအလုပ်ကြောင့်ပါစန်တလက်မြို့က Newcastle နဲ့ရှင်တဲ့အခါမှာမြို့ပိုသေးပြီးတော့အချိန်ပိုင်းအလုပ်အခွင့်အရေးပိုနေပါတယ်ဒါကြောင့်တငယ်ချင်းတွေအကုန်လုံးတူတူတိုင်ပင်ပြီးတော့ Newcastle မှာနေဖို့ရွေးချယ်ခဲ့တာပါအချိန်ပိုင်းအလုပ်ကြောင့်ပြောရမယ်ဆိုရင်ကျောင်းသားတစ်ယောက်ကို UK မှာတပတ်ကိုနိုင်20အလုပ်လုပ်ခွင့်ရှိပါတယ်ဒါကြောင့်အချိန်ပိုင်းအလုပ်တစ်ခုရခဲ့မယ်ဆိုရင်နေ့စဉ်30ရိတ်တွေအင်္ဂါအခတွေအကုန်လုံး cover နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ကျောင်းလခကို cover နိုင်ဖို့တော့မဖြစ်နိုင်တော့ပါဘူး UK မှာတော့ဘဲကိုတော်ခြေထောက်ကိုပဲသုံးရပါတယ်ဒီမှာတက်စီခတွေကအရန်စေးကြီးပါတယ်ရန်ကုန်မှာအိမ်နဲ့အိမ်ပြင်အောင်မထွက်ချင်တဲ့စင်မီတယောက်ဒီမှာမိုင်နဲ့ချီပီကိုအမြဲလမ်းလျှောက်နေရပါတယ်အမှန်တော့မေဂျာအတန်းတွေကညနေမှရှိမဲ့အတန်းတွေပါဒါပေမဲ့ကျောင်းကအင်္ဂလိပ်စာ free သင်ပေးရဲ့ class ရှိရဆိုလို့မနက်ခင်းပိုင်းလာ join တာဖြစ်ပါတယ်အင်္ဂလိပ်စာကိုဘလောက်ပဲကျွမ်းမာတယ်ပြော native တွေရဲ့ရှေ့ကိုရောက်သွားတဲ့ခါကျရင်ကိုယ့်အကိုကို confident မရှိသလိုခံစားရတယ်အားကြောင့်မလို့ဒီ class ကို join ဖြစ်တာဖြစ်ပါတယ် Specific topic, what do you think? What's a tutorial for you? That's your experience, that's what you're bringing to the class today, I understand that. But it's not... နေ့လယ်တနာရီထိုးတော့အတန်းဆင်းသွားပါပြီနောက်ထပ်တနာရီနေရင်မေဂျာအတန်းချိန်ရှိတာကြောင့်သင်ရမယ့် campus စီလာခဲ့လိုက်ပါတယ်မြန်မာနိုင်ငံမှာတက်ခဲ့တဲ့ college တုန်းကနဲ့မတူပဲဒီနိုင်ငံမှာကျတော့ကိုယ်ပိုင်စာသင်ခန်းမရှိပါဘူးသင်ခန်းကြီးကြမှာသတ်မှတ်ထားတဲ့အခန်းထဲကိုဝင်ရတာပါဒီ campus မှာတော့ river view ရှိတဲ့ canteen ရှိပါတယ်ဒါကြောင့်အဲ့မှာပဲနေ့လယ်စာစားလိုက်ပါတယ်ဒါကတော့နေ့လယ်စာစားပြီးတော့တငယ်ချင်းတွေရောက်လာလို့အလုပ်ဖုန်နေကြတာပါ2နာရီထိုးတဲ့ခါမှာတော့လက်ချက်ချင်းစတင်ရပါတယ်ပြောရမယ်ဆိုရင်တော်တော်လေးအိတ်လိုကောင်းတဲ့အချိန်မှာပထမလက်ချက်ချင်းပြီးတော့ဒုတိယလက်ချက်ချင်းမရောက်ခင်မှာကျောင်းရဲ့ library ထဲဝင်ပြီးဆက်စုခဲ့ကြပါတယ်ကျောင်းရဲ့ library ထဲမှာစာအုပ်တွေငှားတာအပြင်မိတ္တူကူလို့လည်းရပါတယ်ဘာပါရေးဟာโอเคနိုင်ငံခြားစာကြီးဒါမလဲတော့နိုင်ငံခြားစာကြီးကြော Hello knock not free space ဒုတိယလက်ချက်ချင်းစပါပြီပထမလက်ချက်ချင်းကအင်္ဂလိပ်လာပြီးထင်တာဒုတိယလက်ချက်ချင်းကချင်းနေပို့ဆိုးနေလို့တငယ်ချင်းတွေတစ်ဖွဲ့လုံးအတန်းလစ်လာပါတယ်ဒီနိုင်ငံမှာနေတာအတော်လေးတူပါတယ်ပြောမယ်ဆိုရင်မနက်ခင်းလဲ9:10နာရီလောက်မှနေထွက်တယ်ညနေဆိုရင်လဲ4နာရီလောက်စွာနဲ့နေဝင်သွားပါပြီအခုဆိုရင်လဲညနေ4နာရီပဲရှိသေးပေမဲ့ကောင်းကင်ရဲ့အခြေအနေကညနေ9နာရီ6နာရီကောင်းကင်ဖြစ်နေရပါမြန်မာနိုင်ငံမှာဆိုရင်ညနေ9နာရီဆိုတာနဲ့အိမ်ပြန်ရောက်ရတဲ့အဖွဲ့ဆိုတော့အခုလည်းညနေ4နာရီခွဲလောက်ဆိုတာနဲ့အိမ်ပြန်ဖို့တာဆူနေကြပါပြီဒီနေ့အပြန်မှာတငယ်ချင်းတွေအကုန်လုံးဟင်းချက်စရာဝယ်ဖို့စန်တက်လက်မှာရှိတဲ့ Tesco Extra ကိုသွားနေကြတာပါအဲ့ဒီမှာကကျောင်းနဲ့တစ်မှတ်တိုင်လောက်ပဲဝေးတာကြောင့်ရောပြီးဆိုရင်ပစ္စည်းတွေကဈေးတက်တာကြောင့်တော်တော်များများအဲ့ဒီကိုပဲသွားကြပါတယ်မြန်မာနိုင်ငံမှာဆိုရင်ဈေးကိုတော့တစ်ခါမှမသွားဖြစ်ပဲအခုဒီရောက်တော့မှချက်လဲချက်စားရတယ်ကိုယ်တိုင်လဲဈေးတွေသွားနေရပါတယ် UK မှာတယောက်တည်းနေရတာအဆင်ပြေလားဆိုရင်တော့တစ်ခါတည်းရန်အင်ကိုလွမ်းတာလွယ်ရင်တနေ့အကြောင်းကိစ္စတွေချိန်ပိုင်းလုပ်ကိစ္စတွေနဲ့ဘာချက်မလဲစဉ်းစားနေတဲ့အချိန်ဘလို့ကုန်သွားလဲတော့မသိလိုက်ဘူးနောက်ပြီးတူတူပါလာတဲ့တငယ်ချင်းတွေက9 ယောက်10 ယောက်လောက်ရှိတော့အမြဲတမ်းသူတို့နဲ့တူတူအချိန်ကုန်ဖြစ်တယ်
စင်ကိုတိုင်းကဟင်းမြိုင်မချက်တက်ပေမဲ့6ချမ်းနေကြီးပဲစားနေမယ်စားအသားဟင်းတစ်မျိုးတော့အမြဲတမ်းကြိုးစားချက်ကြည့်ရယ်ဆက်ဆက်ရောက်ချင်းတော့ဟင်းရွက်တွေကိုဈေးကြီးလို့ဆိုပြီးတော့တိတ်မွယ်ဖြစ်ပေမဲ့အခုတော့ကျမ်းမာရေးကောင်းအောင်စားဖို့ဘန်ကော့ပီစိမ်းတို့ကစုံရက်တို့အမြဲတမ်းဝယ်ထားလေးရှိပါတယ်စင်ကအရင်တော့တစ်ခါမှအခြားနိုင်ငံကိုမရောက်ဘူးပါဘူးအဲဒါကြောင့်ဒီနိုင်ငံမှာမြင်သမျှကအကုန်လုံးအသစ်ဆန်းလို့ဖြစ်နေပါတယ်ဥပမာဆိုရင်ဒီလိုမျိုးကိုယ်တိုင်ဝင်ရှင်းလို့ရတဲ့ system တွေကအရန် convenience ဖြစ်တယ်လို့ထင်ပါတယ်အခုတော့တငယ်ချင်းတွေအကုန်လုံးဈေးဝယ်ပြီးပြီဆိုတော့ Newcastle ကိုပြန်มาတော့မယ်စင်တို့အခုလိုမျိုးဈေးတစ်ခါဝယ်ရင်အများဆုံး10ပေါင်ကနေ15ပေါင်လောက်ထိရောကုန်ပါတယ်ဒါပေမဲ့စင်အတွက်တော့တစ်ခါဈေးဝယ်ထပ်ထားရင်တစ်ပတ်လောက်ထိရောစားလို့ရတယ်UK လိုနိုင်ငံမျိုးမှာ living cost ကိုပြောပါဆိုရင်စင်ရတော့တစ်လောက်ပေါင်80လောက်ထိကုန်ပါတယ်မြန်မာငွေနဲ့ဆိုရင်တော့4သိန်းခွဲ5သိန်းဝန်းကျင်လောက်ထိရှိပါတယ်အခုဆိုရင်စင်တီကိုရောက်တာ2လပြည့်တော့မယ်ပထမလမှာတော့ထမင်းပေါင်းအိုးတွေထဲအိုးတွေနဲ့အိမ်သုံးပစ္စည်းတွေဝယ်ရတာကြောင့်တော်တော်လေးကုန်ခဲ့ပါတယ်ဒါပေမဲ့နောက်လာကြတော့တားကြီးမကုန်တော့ပဲအရေးကြီးတဲ့ဖုန်းတွေဖို့ transportation ခါဒါတွေပဲအဓိကကုန်တော့တာပါစင်လိုမျိုး UK မှာကျောင်းလာတက်ချင်တဲ့သူတွေရှိရင်လည်းအချိန်မရွေး comment section မှာပဲဖြစ်ဖြစ်တခြား social media မှာဖြစ်ဖြစ်လာမေးလို့ရပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye